Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပေါ့နော်ကျွန်တော်လုပ်ပေးသွားမယ် reaction video လေးကတော့ဒါ Why Mask ရဲ့ One Thing ဆိုတဲ့ဒါ music video လေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ Why Mask ကိုတော့ကျွန်တော် vacation ဆိုတဲ့ music video ကနေပြီးတော့ကျွန်တော်စသိခဲ့တာအဲ့တော့ဒီ music video ထဲမှာလည်းဘယ်လိုမျိုးဒီဆိုဖျောက်ပေးသွားမယ်ဆိုတော့ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ဗျကျွန်တော်တစ်ခေါက်တော့နားထောင်ပြီးသွားပြီအဲ့တော့အထဲမှာရေးရတဲ့ဟာတွေအကုန်လုံးကမိုက်တယ်ဒါသူ့ရဲ့အကြောင်းကိုသူရေးရတာပဲနော်အဲ့တော့စလိုက်အောင် Oh yeah. So, okay. Yeah. I'm just thinking for အဲ့တော့ဒါသူ့ကိုမှတ်လာတဲ့ comment တွေကိုသူအရင်ဆုံးစဖတ်တယ်ပေါ့နော်ဒါ comment တွေကြက်တီတော့တချိအဟောင်းပေါ့ဒီအဲ့တော့ဒါသူ့ကိုထိုးရတဲ့ comment တွေပေါ့ my bad thing. Yeah, flip your night account and she a nothing. I ain't really got no blessing. Counting up your thing and be my son. I show a messy shit my dad win. Never easy me no sound me get in. Lang a coin him dead chin. I shot jang a yellow card the milk. My own baby being get easy, but I made this cool shit. Psycho 3 2 a meal and yam and yan a dang. I ain't pure bullshit. Pick got that too lit, sending get the milk music, cool pin and sending get got that pit, sending it down when they got rep this that pit. It was happening, man, I actually they got team me and the how I came for this. Pound and cool pin the shima so I'm laying on me. Miss say အဲ့တော့ဘလို့တွေပဲကြုံလာဖျောင်းတိုင်းမီးကိုပဲငြိမ်းမဲ့တဲ့ဆက်ရှိနေတယ်နော်ဒါဖျောင်းတိုင်းမီးကချိန်တိုင်းငြိမ်းသွားမှာပဲဘာပဲဖြစ်ဖြစ်ပါဒါသူတင်စတာကောင်းပါလေအဲ့တော့ကျွန်တော်တို့ဘဝမှာတော့ဝေဖန်မှုတွေကတော့အများကြီးရှိနေပါပဲဒါပေမဲ့ဟိုကျွန်တော်တို့လှုပ်ချင်တာပေါ့နော်ကျွန်တော်လှုပ်ချင်တာဖြစ်ချင်တာကိုကျွန်တော်တို့ဒီဇိုင်းမမနဲ့လှုပ်သွားဖို့လိုတယ်ဘယ်လိုတွေပဲဝေဖန်မှုတွေရှိဘာမှ game ဆိုင်ပဲနဲ့ကိုလှုပ်တာမှန်နေခဲ့ပေါ့နော်ကျွန်တော်ရှေ့ဆက်နေဖို့လိုတယ်လုပ်နေဖို့လိုတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ဒါသူမနက်ပိုင်းမှာဆိုစိတ်ရှုပ်နေသူထားလာတယ်ဖုန်းကောက်ဖွင့်လိုက်တဲ့အချိန်မှာဒါ comment တွေသူတွေ့ရပေါ့နော် comment တွေကသူ့ကိုဒါ wine share ရတဲ့ comment တွေအဲ့တော့ဟုတ်လားဝေဖန်လူရတော့အများကြီးရှိပါဘူးကျွန်တော်တို့ကအဓိကကကျွန်တော်တို့လောက်တာမှန်နေရဆိုလို့ရှိရင်အဓိကက game site ဝင်ဆက်ရှောင်နေဖို့ the thing or she don't clap and drink dodgy. I read the same phone, not how we can say naughty. Dear Louis, young Gita, question the Yamia, so I think you my life. Saying we go on to Allah, maybe more boy, must be a map. In my inside, Johnny, that guy, losing now, mia. Daga boy, that had time. မှန်ပဲဗျကျွန်တော်တို့ကအဆင်ပြေမှုတွေကိုအမြဲတမ်းတွေးရလို့မရဘူးမြေပြင်မှာပေါ့နော်အဆင်ပြေမှုတွေအများကြီးပဲအဲ့တော့ဆက်ရှောင်ပါပေါ့နော်ဒီသချင်းလေးကိုကျွန်တော်နားထောင်ပြီးရရှင်ပါဗျာခွန်အားတစ်ခုရတယ်ဗျဟုတ်တော့ကျွန်တော်လည်းရုန်းကန်နေတဲ့လူငယ်တစ်ယောက်ပဲအဲ့တော့ဒီ wine mask ဆိုရင်လည်းပေါ့နော်ကျွန်တော်နဲ့တူတယ်လို့ပြောရမှာပေါ့နော်အဲ့ကြောင့်ကျွန်တော်ဒီ reaction video လေးကျွန်တော်လုပ်ဖြစ်သွားတယ်နားထောင်ပြီးဒီသချင်းလေးကိုနားထောင်ပြီးဒီသချင်းလေးမှာပါတဲ့စာသားလေးတွေလည်းကျွန်တော်ကြိုက်တယ်ပေါ့နော်အဲ့တော့ခုမှကိုဖြစ်ရှင်တာတွေကိုပေါ့ကိုဖြစ်ရှင်တာတွေကိုစူးစမ်းနေတဲ့လူငယ်တွေအတွက်ခွန်အားလေးတစ်ခုရမယ်အထင်နဲ့ပေါ့နော်ကျွန်တော်ဒီ music video လေးကိုလုပ်ဖြစ်တာဖြစ်ပါတယ် Competition I joke, but she move I'm into hope. Right now, think I jam me yo, do I say that? But my me ain't my chill, but I'm me a twist it don't. Tap the beat twitchy like oh, you don't need to use these drugs. You don't need to take these pills. I would take a marinade, and I get the shake okay. We don't need to use these drugs. We don't need to take these pills. We just need one for this crazy. Yeah, we need one. Yeah, just one. But are we the same? Do we have a lot to get lo take a shamji let dream me take a line long chori gala yai po lo a chini fine zone of flying get an out let pian kind bo my hope that you don't know do your mya the jam boy so okay jar mya we ain't no more stop this shit trying to act like အတူရောင်များတဲ့ကြားမှာဘွားတွေကဆုံးမြုပ်အဲ့တော့ကျွန်တော်တို့အစစ်မှန်တွေကိုရှာဖို့လိုပဲပေါ့နော်ပြောနေတာကျွန်တော်တို့တကယ်ဖြစ်ရှင်တာတွေကပါလေအဲ့ဒါတွေကိုလိတူရှူတာလို့မရဘူး
ကျွန်တော်တို့အဲ့ဒါတွေကျွန်တော်တို့အတူရောင်ဒါမှနှင်းမြုပ်လို့မရဘူးဒါသူပြောချင်တဲ့အတိတ်ပဲရတော့ Like bitch, you don't like this. Come on, what's your life wish? It's just take your time better, take your time better. Use your blunt paper, start to roll. We get high better. Chase your dream, brother. No run at chinkum kane chala. Luga mamya la pimpin ja yama dama boy ya. Say that jami gain. The panta chite ne loka. ဟုတ်တယ်မှန်တယ်အမားများလာမှကျွန်တော်တို့အမှန်ကိုပြင်နိုင်မှာအမားမရှိဘဲကျွန်တော်တို့အမှန်မပြင်နိုင်ဘူးအဲ့တော့မားလည်းဘာမှမဖြစ်ဘူးဒါပေမဲ့နောက်တစ်ခါထပ်ပြီးတော့မလုပ်ဖို့အရေးကြီးတာပေါ့နော်စိတ်တကြလို့ရှိရင်တစ်ဖန်ပြန်ထားကြည့်တယ်ကျွန်တော်တို့လူငယ်မှာရှိရဗျဘာလို့ရှုံးသွားပြီဘာညာဆိုပြီးတော့အရှုံးပေးတဲ့ကြတယ်လည်းရှုံးပေးတဲ့ကြတယ်အဲ့တော့ကျွန်တော်တို့အမြဲတမ်းကြိုးစားနေရမယ်ရုန်းကန်နေရမယ်ဟုတ်လားအရှုံးမပေးပဲနော် Gထဲမှာအမှန်ဆိုတာတကယ်မှမရှိငါကိုယ်တိုင်မသိလိုက်ခင်မှာအကုန်တစားစီတာကြီးပြောသမျှယုံ ဟုတ်တယ်ဗျလောကကြီးထဲမှာအမှန်ဆိုတာတကယ်မရှိဘူးဗျခင်ဗျားမှန်တယ်ဆိုတဲ့ဟာမှန်တာပဲအဲတစ်ဖက်လူကလည်းအဲ့ဒါမှားတယ်မှားနေမှာအဲ့တော့ကိုမှန်တာကိုလို့အဓိကသူများမထိခိုက်ဖို့ပဲပြီးတော့ဘယ်လိုပြောမလဲကိုဘွားကြီးမပျက်စီးဖို့အဓိကဗျာဒီလားကိုလုံးနေတဲ့ဟာတွေကိုဆက်လုပ်ကြည့်ဖို့လိုတယ် မင်းတော့သွားပြီလူတွေယုံကြည်ထားကြတဲ့ပျော်ရွှင်စရာများဆိုတော့တိတ်နေပေါ်မှာလားချိန်တွေကုန်ကန်သွားလားမြေပြင်ပေါ်ပွားရီမစင်ပြရများပြင်မာရင်ဆိုင်ကြုံနေများတစ်ခါလိုချင်တာအောင်များဒါကပွားတာဟာတာမဟုတ်တရှင်နာကြောက်ပျော်ရွှင်မှုကမင်းတို့မဟုတ်ပိုင်းတော့တိတ်ထားကြမယ့်ရုပ်တွေကစိတ်တန်ဘယ်မှာမင်းအိမ်မချိုးဘယ်ဟာမင်းရဲ့တွေ့စတုံးကပ်ပြန်ပြီးတွေ့ကြည့်လိုက်အောင် we don't need to use these drugs အဲ့တော့မိတ်ဆွေတို့လည်းပေါ့နော်မိတ်ဆွေတို့လည်းဒီတခြင်းလေးတွေအတိုင်းပဲကျွန်တော်တို့ဖြစ်ချင်တာကျွန်တော်တို့အတွေးအစ်စ်တွေကဘာတွေလဲဆိုတော့တစ်ဖက်ပြန်စဉ်းစားကြည့်ဖို့ပြန်စမ်းစစ်ကြည့်ဖို့လိုပါတယ်ခင်ဗျအဲ့တော့ဒီ music video လေးကိုနားထောင်ပြီးတော့မိတ်ဆွေတွေနဲ့ပေါ့အတွေးတစ်ခုခုရပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် these drugs we don't need to take these pills my rotate got my remade and I get the shake okay we don't need to use these drugs we don't need to take these pills we just need one for this crazy yeah we need one yeah music video လေးကလောက်ပဲပေါ့နော်လာရောက်ကြည့်ရှုပေးသူအားလုံးကျေးဇူးတင်ပါတယ်ဒီ video ကိုကျွန်တော် YouTube channel မှာလည်းကျွန်တော်တင်သွားပေးပါမယ်အဲ့တော့ subscribe လုပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ video လေးကတော့ဒီလောက်ပါပဲနောက် video တွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာနောက်တဲ့ဒီ reaction video တွေလည်းအများကြီးလုပ်ပြအောင်ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ Facebook နဲ့ YouTube channel ကိုfollow လေးလုပ်ထားပြီးတော့ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါလို့ပြောရပါတယ်ပေါ့နော်